Start your future with Future 101. အားလုံးပဲမင်္ဂလာပါခင်ဗျာ Future 101 ကွန်ပျူတာမှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမှာကတော့ laptop ဝယ်ထားပြီးတော့ကျွန်တော်တို့ဘယ်ကနေပြီးစတင်ပြီးတော့အသုံးပြုရမှန်းမသိတဲ့သူတွေသင်တန်းတက်ထားတော့ကြာပြီဒါပေမဲ့မေ့နေပြီဆိုတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ကွန်ပျူတာကိုဘယ်ကနေပြီးတော့ဘယ်လိုစသုံးရမလဲဆိုတာကိုအခြေခံစပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော် laptop ကိုဖွင့်လိုက်ပြီးဆိုတော့ကျွန်တော်တို့ဒါမျိုးလေးအရင်ဆုံးတွေ့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးသိတင်တာဒီ this PC နဲ့ recycle ပင်ပေါ့နော်နောက် this PC ကဘာလဲဆိုကျွန်တော် this PC ကိုဒီလို select ထောက်လိုက်မယ် select ထောက်တယ်ဆိုကျွန်တော်တို့ဒီ click လက်ညှိုးပေါ့နော်ဘယ်ဘက်ချမ်းချင်းနေတာပေါ့နော် right click လို့မပြောလို့ရှိရင်ကျွန်တော်နှိပ်တာကဒီလက်ညှိုးဘက်ကိုနှိပ်တာလို့ပဲမှတ်ထားပြီပေါ့နော်ဟုတ်ပြီနော် okay အဲ့ဒါကျွန်တော်တို့ဒီကောင်ကို select တစ်ချက်မှတ်မယ် select မှတ်ပြန်တယ် right click ထောက်မယ် right click ထောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ property ကိုကြည့်လို့ရတယ်ပေါ့နော် property ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ this PC ဆိုလို့ရှိရင်ဒီ laptop နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့သူ့ရဲ့ storage ဘယ်လောက်ရှိလဲပေါ့နော် storage ဆို477ရှိတယ်ပေါ့နော်ကျွန်တော် graphic card ဘယ်လောက်ရှိတယ်ပြီးလို့ရှိရင် RAM ဘယ်လောက်ရှိတယ်ကျွန်တော်တို့တုံးထားတဲ့ processor ဘာလဲပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင် Intel Core i7 နောက်ကတွဲ Gen ပေါ့နော် okay ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ device name ရှိမယ်ပေါ့နော် device name ရှိမယ်ပြီးရင် processor ဘာသုံးထားလဲကျွန်တော်မြင်ရမယ် RAM မြင်ရမယ်ပေါ့နော်ဒါကျွန်တော်တို့ညာတော့အပြင်အဲ့ဒါကြီးကြရပါတော့ပြီးရင်ကျွန်တော်တို့ရဲ့ operating system ကဘာလဲ64လား32လားပေါ့နော်ကျွန်တော်တို့ညာတော့အပြင်တော့ဒီမှာဆိုလို့ရှိရင်64ပေါ့နော်ဟိုအရင်ခေတ်တော့32 bit ရှိရပေါ့နော်ကိုကတော့ညာတော့အပြင်64 bit operating system ကိုပဲသုံးတာများတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တင်ထားတဲ့ Windows ကဘာလဲပေါ့နော်ဒီမှာဆိုလို့ရှိရင် Windows 11 Pro ကိုတင်ထားတယ်ပေါ့နော်သူ့ version နဲ့သူလောက်ထားတဲ့အရာတွေဒါတွေကြည့်လို့ရတယ်ပေါ့နော် okayဒီမှာဆိုလို့ရှိရင်ဒါပြောရမှာဆိုရင်ဒီ laptop နဲ့ပတ်သက်ပြီးကို laptop က RAM ဘယ်လောက်ရှိလဲပြောရမှာဆိုလို့ရှိရင် processor ဘာသုံးထားလဲ storage ဘယ်လောက်ရှိလဲဒါတွေကိုကျွန်တော်တို့ property ကနေပြီးတော့ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ this PC ကိုကျွန်တော် right click နှိပ်ပြီးတော့ open လုပ်ကြည့်လိုက်မယ်ဖွင့်ကြည့်လိုက်မယ်ဖွင့်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘယ်ရောက်သွားလဲဆိုတော့ device and drive ဆိုတဲ့နေရာကိုရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီ device and drive ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့သိမ်းလို့တဲ့ data တွေဘာတွေသိမ်းမဲ့နေရာတွေပေါ့နော် storage ထားတဲ့နေရာလေးတွေပေါ့ဒီနေရာတွေပေါ်လာမယ်တကယ်လို့ကျွန်တော်တို့ laptop နဲ့ဖုန်းအားသွင်းကြိုးနဲ့ထိုးပြီးတော့ကျွန်တော်ဖုန်းနဲ့ join မယ် laptop နဲ့ join မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ device and drive ဆိုတဲ့နေရာမှာနောက်ထပ်ဖုန်းလေးပေါ်လာမယ်ပေါ့နော် memory stick ထိုးလို့ရှိရင်လည်းဒီနေရာမှာပေါ်လာမယ်ပေါ့နော်ဒီ device and drive ဆိုတဲ့နေရာလေးမှာပေါ်လာမယ်ပေါ့နော် okay this PC ကိုဖွင့်လိုက်ပြီဆိုတော့ဒီနေရာရောက်သွားမယ်okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ C နဲ့ D မှာဘယ်မှာသိမ်းနေလဲပေါ့နော်ကျွန်တော်တို့ရဲ့ file နေအဲ့တော့ကျွန်တော်တို့ file နေဘယ်မှာသိမ်းနေလဲဆိုတော့ကျွန်တော်တို့ကဒီဆိုတဲ့ဒီ disk ထဲမှာပဲကျွန်တော်သိမ်းနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျွန်တော်ဒီ C မှာကြတော့များသောအားဖြင့်ကကျွန်တော် software တွေပေါ့နော် software တွေ install လုပ်တဲ့အခါမှာဒီ C ထဲမှာသိမ်းတာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာကကြတော့ဒီမှာ Windows ပုံလေးပါတယ်ပေါ့နော်အဲ့တော့ software တွေဒီ Windows တွေကဒီထဲမှာထည့်ထားတာဆိုကျွန်တော်ဘယ်လိုမျိုးလဲဆိုတော့ဘာကြောင့်မလို့မသိမ်းတင်တာလဲ C ထဲမှာဆိုတော့ကြတော့ကျွန်တော်တို့ကတကယ်လို့ virus ကြိုက်တာပဲဖြစ်ဖြစ်ဆက်လေးလာတဲ့အခါမှာကျွန်တော် Windows အသစ်ပြန်တင်ရတယ် Windows အသစ်ပြန်တင်ဖို့လိုအပ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ C တွေကအရာတွေအားလုံးကျွန်တော်ဖြတ်ပြမှာပေါ့နော်ဖြတ်ပြမှာဆိုကျွန်တော်တို့ကတကယ်လို့ data တွေကို C ထဲမှာသိမ်းထားမိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ data တွေကဖြတ်တဲ့ထဲမှာပါသွားမှာပေါ့နော်အဲ့ဒါကျွန်တော်တို့က C ထဲမှာမသိမ်းတာပေါ့နော် C မဟုတ်တဲ့တခြားဒီထဲမှာဒီပြင်ကျွန်တော် partition ပိုင်းထားတဲ့ F2E တို့အဲ့လိုထဲမှာသိမ်းလို့ရတယ်ပေါ့နော်ဒီ C ထဲမှာတော့လုံးဝမသိမ်းနဲ့ပေါ့နော် okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ C ထဲမှာသိမ်းရမယ်ပေါ့နော် okay ဒီထဲမှာဘယ်လိုသိမ်းမလဲဆိုတော့ကျွန်တော်တို့ဒီလေးကိုဆက်လက်မှတ်လိုက်မယ်ပြီးရင် right click နှိပ်လိုက်မယ် open နှိပ်လိုက်မယ်ကျွန်တော်တို့ mouse ကို click နှစ်ချက်နှိပ်ပြီးတော့လေကျွန်တော်တို့ double click လုပ်ပြီးတော့ဖွင့်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါမျိုးလေးပေါ်လာမယ်ကိုက file အသစ်ဖွင့်နေတယ်ဆိုလို့ရှိရင်ကျွန်တော် right click နှိပ်မယ်ပြီးရင်ဒီမှာ new ဆိုတာလေးပေါ်လာလိမ့်မယ်ဒီမှာ folder ဆိုတာလေးရှိမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ folder တိဆောက်လို့ရမယ်ပေါ့နော်ပြီးရင်ဒီမှာနာမည်ပေးလို့ရမယ်ကိုကြိုက်တဲ့နာမည် keyboard ကနေရိုက်ပြီးတော့ပေးလိုက်မယ်ကျွန်တော်တို့ F1 လို့ပေးလိုက်ပြီပေါ့နော်အဲ့တော့ F1 လေးကိုဖွင့်ခြင်းနဲ့ဒီခါဆိုလို့ရှိရင် double click နှိပ်ပြီးဖွင့်မယ်ပေါ့နော် okay ဖွင့်လိုက်ပြီဒါဆို F1 ထဲမှာဘာမှမရှိသေးဘူးပေါ့နော်ကျွန်တော်တို့တပ်ပုံတွေတချင်းတွေကိုလာပြီးတော့ကူးထည့်လို့ရတယ်ပေါ့နော်ဒါက folder တိဆောက်တာပေါ့ okay F1 ထဲမှာမနောက်ထပ်ကျွန်တော် folder တစ်ခုနောက်ထပ် folder တွေထပ်ပြီးတိဆောက်လို့ရသေးရပေါ့နော် right click နှိပ်မယ် new နှိပ်မယ် folder နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် photo လို့ပေးလိုက်မယ်ပေါ့နော်
ဒါဆိုလို့ရှိရင် photo ဆိုရဲ folder လေးရှိရပါတော့အဲ့တော့ကျွန်တော်တို့ကတကယ်လို့ဓာတ်ပုံလေးတင်နေနေဆိုရင်ဒီ photo ဆိုရဲ folder လေးကိုကျွန်တော်တို့ right click နှိပ်မယ် open နှိပ်မယ်နှိပ်ပြီးတော့ဒီထဲမှာလာပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နောက်ထပ် folder နောက်ထပ်ဒီစောက်မယ်ပေါ့နော်သချင်းပေါ့ music okay ဒါဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ဒီမှာကိုကြတဲ့သချင်းတွေကိုဒီမှာလာပြီးတော့ထည့်ထားလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ music တို့ video တို့ပေါ့နော်ဒီကောင်တွေက online ကနေပြီးတော့download ဆွဲလို့ရတဲ့အရာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထဲမှာသိမ်းစရာမလိုအပ်ဘူးပေါ့နော်ကျွန်တော်ဘယ်မှာပဲသိမ်းလို့ရတယ်ဆိုတော့ဒီဘက်ကရှိတဲ့ document တို့ပြီးလို့ရှိရင် picture တို့ music တို့ video တို့ဒီလိုနေရာမှာပဲကျွန်တော်တို့လာပြီးတော့သိမ်းလဲရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒါဒီ online ကနေပြီးအချိန်မီ download ပြန်ဆွဲလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အရေးမကြီးဘူးဒီ document တို့ picture တို့ music တို့ဆိုတာကြတော့ဒါ C ထဲမှာပဲရှိနေတဲ့နေရာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကformat ချလို့ရှိရင်ဒီထဲမှာရှိရကောင်တွေအကုန်လုံးပြတ်သွားမှာပေါ့နော်ဒီ picture တို့ music တို့ရှိရကောင်တွေကဖြတ်ပြီးသားဖြစ်သွားမှာဖြစ်တဲ့အတွက်တိတ်အရေးမကြီးဘူးဆိုတော့ပြတ်သွားလဲဘာမှမဖြစ်တဲ့အတွက်ဒီထဲမှာသိမ်းလို့ရတယ်ပေါ့နော်ကျွန်တော်ဒီစီမဟုတ်တဲ့ဒီလိုမျိုး new folder ဒီလိုပါလို့ဒီလို bright တွေထဲမှာဆိုရင်ကျတော့ဘာပဲသိမ်းနေလဲဆိုတော့ကျွန်တော်အရေးကြီးတဲ့အချက်လက်တွေပေါ့နော်ဥပမာစာတန်းတွေဓာတ်ပုံတွေပြန်ပြီးတော့online ကနေပြီး download ချလို့မရတဲ့အရာတွေပေါ့နော်အဲ့ကောင်တွေကိုကျွန်တော်တို့ဒီလိုနေရာမျိုးမှာသိမ်းတင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အရေးကြီးဆုံးဖိုင်နေပေါ့ဗျာအဲ့ဒါလို့ရှိရင်ကျွန်တော်ဒီအားလေးဖွင့်လိုက်တိုင်းမှာဒီပုံမှာလမ်းကြောင်းလေးပေါ်လာလိမ့်မယ်ဒီမှာ this PC new folder F1 music ပေါ့နော်ဒါဆိုရင်ကျွန်တော်ဘယ်မှာလဲဆိုတော့ this PC တဲက new folder တဲက F1 နဲ့က music ဆိုတဲ့အထဲမှာကျွန်တော်ရောက်နေတာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ location တွေပေါ့နော်ပြောရရင် file patch လို့ခေါ်တယ် file location ပေါ့နော်ကျွန်တော် file ဘယ်နေရာမှာရောက်နေလဲဆိုတာကိုကျွန်တော်ဒီပုံမှာကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာ this PC new folder တွေက F1 နဲ့မှာပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ file location တွေပေါ့နော် photo တွေဝင်လိုက်မယ်ဆိုရင်ဒီမှာကြည့်လိုက် photo တွေဝင်သွားလိမ့်မယ်ပေါ့နော် DOD နှိပ်လိုက်ပြီဆိုရင်စနသူ့ရဲ့ new folder ရောက်သွားလိမ့်မယ် this PC ဆိုရင်စန this PC ဖွင့်လိုက်တဲ့နေရာရောက်သွားလိမ့်မယ်ပေါ့နော် this PC တွေကဒီတဲက F1 တွေက photo တွေကိုသွားမယ်ဆိုရင်ဒီမှာဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ file လမ်းကြောင်းလေးပေါ့နော် okay ဒါမျိုးလေးရှိမယ်တကယ်လို့ကျွန်တော်ကနောက်ထပ်တနည်းနောက်တစ်ခုထပ်ဖွင့်ခြင်းလဲဆိုဒီမှာအပေါင်းလေးရှိရပါတော့ကျွန်တော်တို့ဒီအပေါင်းလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုကိုယ့်အဆက်နဲ့ဒီလိုပုံလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့နောက်တစ်ခုထပ်သွားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီသွားမယ်ဆိုရင်ဒီဘက်ချက်မှလည်းရှိရ this PC local disk C ဒီဆိုတာရှိရပေါ့နော် this PC သွားမယ်ဆို this PC နှိပ်လိုက်ပေါ့နှိပ်ပြီးတော့ဒီမှာဒီထဲကိုဝင်မယ်အပွင့်ထဲကိုသွားမယ်ဒီမှာကျတော့ music ကိုဖွင့်လိုက်မယ် okay ဒီမှာဆိုရင်ဒီမှာ music ဒီမှာဆိုလို့ရှိရင် photo ပေါ့နော်ကျွန်တော်ဒီဘောကောင်လေးကိုကြာဘာလို့ခေါ်လဲဆိုတော့ tab လို့ခေါ်တယ်ပေါ့နော်ဒီအပေါင်းလေးနှိပ်ရဲဆိုလို့ရှိရင်ဒါ new tab ပေါ့နော်သူစာတန်းလေးပေါ်လာပြီး add new tab ပေါ့နော်သူ့ရဲ့ shortcut key က control T ပေါ့ဟုတ်ပြီနော်ဒီနာမှာမြင်နေရတဲ့အပေါင်းလေးကဒါ new tab ပေါ့နော် tab လို့ခေါ်တယ်ပေါ့ဒီကောင်လေးကို tab လို့ခေါ်မယ်ဒီကောင်လေးကိုကျတော့ file လမ်းကြောင်းလေးပေါ့နော် okay သူ့ရဲ့ file လမ်းကြောင်းအောက်မှာပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ icon လေးရှိရပေါ့နော်ဒီမှာ icon လေးရှိရဒီ icon လေးတွေကနောက်ကျရင်ကျွန်တော်ရှင်းပြပေးမှာပေါ့နော်တခုခုရှာခြင်းကြတော့ဒီဘေးမှာရှာပါလေးရှိရပေါ့နော်ဒီမှာမှန်ဘလူးပုံစံလေးနဲ့ဒီကနေပြီးကျွန်တော်ရိုက်ပြီးတော့ရှာလို့ရတယ်နာမည်သိရဆိုရင်ပေါ့နော်ကျွန်တော်ပိတ်မယ်ဆိုလို့ရှိရင်ဒီဘေးမှာချက်ချစ်ကလေးရှိတယ်ဒီချက်ချစ်ကလေးကိုနှိပ်လိုက်ပိတ်သွားမယ်ပေါ့နော် okay ဒါကကျတော့ this PC ပေါ့အဲ့ဆိုရင်ကျွန်တော် folder တွေက desktop ပေါ်မှာစောင့်ရဘယ်လိုစောင့်မလဲဆိုတော့ right click နှိပ်မယ်ပြီးလို့ရှိရင် new ဆိုတာလေးနှိပ်မယ် folder လေးနှိပ်လိုက်မယ်နာမည်ပေးလိုက်မယ်ပေါ့နော်ကျွန်တော် F1 လို့ပဲပေးလိုက်မယ် okay ရပြီအဲ့ဆိုရင်ဒီမှာ folder လေးရှိရပါတော့ဒီ folder လေးကိုကျွန်တော်ဖြတ်ချင်တယ်ပြန်ဖြတ်ချင်တယ်ဆိုရင်သူ့ကို select မှတ်မယ် keyboard ကနေပြီး delete နှိပ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင် mouse ကနေပြီးတော့ right click နှိပ်ပြီးတော့ delete လုပ်လဲရတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင် recycle bin နဲ့ကိုဝင်သွားလိမ့်မယ်အဲ့တော့ recycle bin ဆိုတာဗါလဲဆိုတော့အမှိုက်ပုံးလေးပေါ့နော်ကျွန်တော်ဖြတ်လိုက်တဲ့အချိန်မှာဒါကလုံးဝပြတ်မသွားသေးဘူးဘယ်ထဲမှာရှိနေသေးလဲဆိုတော့ recycle bin ထဲမှာသွားပြီးတော့ကြည့်လို့ရနေသေးတယ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီကောင်မဖြတ်ချင်တော့ပြန်လို့ချင်တယ်ဆိုလို့ရှိရင် F1 လေးကိုလိုချင်တဲ့ကောင်လေးကို select မှတ်မယ်ပေါ့နော်တစ်ချက်ထောက်လိုက်တာပေါ့ select မှတ်တယ်ဆိုတာထောက်ပြီးလို့ရှိရင် right click နှိပ်လိုက်မယ် right click နှိပ်ပြီးတော့ဒီမှာ restore ဆိုတာလေးနှိပ်လိုက်ရင်သူ့ရဲ့ငကိုဒီ file လေးကကျွန်တော်ပြန်ရောက်လာမယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကို delete လုပ်မယ်ဒီ recycle bin ထဲမှာလည်းကျွန်တော်တို့တခါတည်း delete လာလုပ်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့သူစာမေးပြီပေါ့နော်မင်းဖြတ်မှာသေးကြလားပေါ့နော်ဒါလုံးဝဒီကနေပြီးတော့လုံးဝပြတ်သွားမှာပေါ့ဒီ laptop ထဲမှာအဲ့တော့ကျွန်တော်တို့ဖြတ်မှာသေးကြရဆို yes ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်လုံးဝပြင်လို့မရတော့ဘူးပေါ့နော်
လုံးဝပြင်လို့မရတော့မဟုတ်ဘူးပြောရမယ်ဆိုရင်ကျွန်တော် recovery software နဲ့ဆွဲမယ်ဆိုရင်တော့ဖြစ်နိုင်ကြီးတော့နည်းနည်းတော့ရှိသေးတာပေါ့နော်ဒါပေမဲ့များသောအားဖြင့်ဆိုရင်တော့ဒါယူလို့မရတော့ဘူးเนาะအလွယ်တကူနဲ့တော့ယူလို့မရတော့တဲ့အခြေအနေဖြစ်သွားပြီပေါ့ Okay အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒီမှာ new folder ထားလိုက်မယ်ပေါ့နော်အဒီက F2 ဆိုတဲ့ folder လေးရှိမှာပေါ့နော်အဲ့တော့ကျွန်တော်တို့စနောက်တော့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခါတည်းတန်းပြတ်ပြီးတော့ဒီထဲကိုဝင်သွားရပေါ့နော်အဲ့လိုမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်ဘယ်လိုမျိုးလုပ်လို့ရလဲဆို recycle bin မှာလည်းသူနဲ့ပတ်သက်တဲ့ property ရှိရပေါ့နော်သူရဲ့ property ကို right click နှိပ်ပြီးတော့သူ့ရဲ့ property ကိုတစ်ချက်ကြည့်လိုက်မယ်ဒါဆို recycle bin နဲ့ပတ်သက်တဲ့ property ကြီးကြာလာပြီအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ megabyte အများဆုံးသတ်မှတ်လို့ရတဲ့ megabyte ရှိရပေါ့နော်ဒါတော့တိတ်တော့အရေးမကြီးဘူးအဲ့တော့ထားလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် display delete confirmation dialog ဆိုတာလေးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဖွင့်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုအမှန်ချစ်ပြီး apply လုပ်ထားကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကိုတစ်ချက်ဖြတ်ကြည့်မယ် right click နဲ့ right click နဲ့ delete လုပ်လိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဆွမ်းနာလေးမျိုးပြက်ပြီးတော့တန်းပြီးတော့မဝင်သွားတော့ဘာလို့လဲဆိုတော့သူကဒီမှာကျွန်တော်မှားပြီးတော့ delete ပိုင်းမှားနိုင်မိရဲ့အခါကြီးဆိုလို့ရှိရင်ဒါမျိုးလေးပေါ်လာတဲ့ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ personal mobile နဲ့အလုပ်သုံးတဲ့နေရာမှာတိတ်ပြီးတော့မကင်တတ်တဲ့လူတွေကအဲ့လိုမျိုးမှားဖြတ်မိမှာစိုးတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒီကောင်လေးကိုဖွင့်ထားပေးတင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျတော့ဒီလိုမျိုးသူ့ရဲ့ဒီ 1D display လေးကပေါ်လာရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကဖြတ်မှသေးကြလားဆိုရင်မေးတယ်ပေါ့နော်မဖြတ်ချင်ဘူးမှားနိုင်မြတ်ဆိုရင် no ပေါ့တကယ်လို့ဖြတ်မှသေးကြတယ်ဆိုရင် yes ပေါ့ဟုတ်ပြီနော် okay ပြန်ဖွင့်မယ် restore ပြန်လုပ်လိုက်အောင်မယ်နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင် recycle bin နဲ့ကနေပြီးတော့ဟောဖြစ်တာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ကျင်နေဆိုရင်ဒီအမှန်ကြီးလေးကိုပြန်ဖြုတ်ပြီး apply လုပ်လိုက်မယ် okay ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုဖြတ်လိုက်ရင်ဘာစာတန်းမှပြပေးမှာမဟုတ်3ပေးစာတွေပဲပေါ်မှာမဟုတ်တန်းပြီးတော့ပြတ်သွားမှာပေါ့နော်အဲ့ဒါပြန်ဝင်လိုက်မယ် right click နိုင်မယ် restore လုပ်မယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်နောက်ထပ် property လေးနည်းနည်းတော့ထပ်ပြီးတော့ click ကြည့်အောင်ပေါ့နော် property ကိုသွားလိုက်မယ် property ကိုသွားပြီးတော့ဒီမှာကြည့် don't move file to the recycle bin remove file immediately when delete ပေါ့နော်ကျွန်တော်ဖြတ်လိုက်တဲ့အခါမှာ recycle bin နဲ့ကိုမရောက်ချင်ဘူးလုံးဝတန်းပြီးတော့ဖြတ်ချင်တာဆိုလို့ရှိရင်ဒီကောင်လေးကိုပေးထားလိုက်ပေါ့နော်ပြီးရင် okay ပေးလိုက်ပေါ့ okay ပေးပြီးဒီကောင်ကိုကျွန်တော် right click နှိပ်ပြီးတော့ delete နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် recycle bin မှာရှိသေးလားသွားကြည့်လိုက်လုံးဝမရှိဘူးเนาะဒါဖြတ်မိရနဲ့လုံးဝတန်းပြတ်သွားမှာဒါအန်ရများတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကမလုပ်သင့်ဘူးပေါ့နော်အဲ့တော့ဒီကောင်ကိုတကယ်လို့တရားကပညာပြပြီးတော့ကိုယ်စမှာအဲ့လိုမျိုးလှုပ်ထားခဲ့တယ်ဆိုရင်လည်းဒီကောင်လေးကိုပြန်ဖြုတ်ပြီး custom site မှာပဲပြန်ထားလိုက်ပေါ့နော်ပြီးရင် okay ပြန်ပေးထားလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ delete လုပ်မယ်ဒါဆိုရင် recycle bin နဲ့ဝင်သွားပြီပေါ့နော်လုံးဝဖြတ်ချင်းပြီဆိုခါမှာဒီကနေပြီး delete လုပ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီလိုမျိုးတက်လုပ်လို့ရှိရင်ကြာတယ်ပေါ့နော်ဒီထဲမှာတကယ်လို့ file တွေများလာပြီကိုဖြတ်ထားတဲ့ file တွေများလာပြီဆိုလို့ရှိရင်လိုလုပ်လို့ရမယ်ဆိုဒီ recycle bin မှာ select မှတ်ပြီးရင် right click နိုင်မယ်ပြီးရင် empty လုပ်လိုက်မယ် empty ဆိုလို့ရှိရင်ကျတော့ဒီ recycle bin နဲ့အကောင်တွေအကုန်လုံးပြတ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တခုချင်းစီတော့ဖြတ်စရာမလိုတော့ဘူးပေါ့နော်တကယ်လို့ file တွေများလာတာခဲ့လို့ရှိရင်ပေါ့နော် okay ဒါကတော့ recycle bin နဲ့ပတ်သက်တဲ့အရာပေါ့နော်ပြီးရင်ကျွန်တော်တို့အောက်မှာဘာတန်းရှိရခုရှိသေးတယ်အဲ့ဒါဘာလဲဆို status bar လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့software တွေဖွင့်လိုက်တိုင်းမှာကျွန်တော်တို့ဒီ status bar မှာသွားပေါ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကထားပါတော့software တွေဖွင့်မယ်ဆိုဘယ်နေရာသွားရှာမလဲဒီနားမှာ window logo လေးရှိရပေါ့နော်အဲ့ကောင် start သူ့ start လို့ခေါ်တယ်ပေါ့နော်အဲ့ start ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် all ဆိုတာလေးတွေ့တယ်မယ်ဒါမှမဟုတ်ရင်ဒီကနေပြီးကို application နာမည်သိရဆိုလဲဒီမှာတစ်ခါရိုက်ချလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဥမာ calculator ဆိုလို့ရှိရင် CAN ဒါဆိုလို့ရှိရင်ကျွန်တော်အောက်မှာတက်လာလိမ့်မယ်ပေါ့နော် calculator ပေါ့ okay ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်နာမည်မသိဘူးပေါ့နော်အကုန်လုံးဒီလိုတစ်ခုချင်းတွေဘာတင်ထားလိုက်ရှာကြည့်ချင်တာဆိုလဲ all နဲ့နှိပ်လိုက်ပေါ့ all နဲ့နှိပ်လိုက် A ကနေပြီးတော့စပြီး A to Z ပေါ့တွေ့လိမ့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီထဲမှာရှိတဲ့ software တွေကိုကျွန်တော်တို့မြင်ရလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင် Excel တို့ဘာတို့ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ဒီမှာတွေ့လိမ့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် Microsoft Word တို့ဘာတို့ပေါ့အဲ့ကနေပြီးတော့လည်းလုပ်လို့ရတယ်လို့ကျွန်တော်တို့ဒီကနေပြီးတော့တန်းပြီးတော့ web ဆိုလဲ web ပေါ့နော်တန်းပြီးတော့ရှာလိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီရှာပြီးတော့ကျွန်တော်တို့ဒီမှာ open ဆိုတာလေးတွေ့လိမ့်မယ်အဲ့တော့ကျွန်တော်ဒီ application ကိုဖွင့်ရင်ဒီ application ကိုကျွန်တော်တို့
open လေးနှိပ်လိုက်ပေါ့နော် open နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ test bar မှာမြင်လိုက်မယ် test bar မှာဘာမြင်ရမလဲဆိုတော့ဒီကောင်လေးပွင့်နေရတယ်မြင်လိုက်မှာပေါ့နော်ကျွန်တော်တို့ကချက်ချီကလေးပြလိုက်တာ ਨੇ ဒီမှာမရှိတော့ဘူးပေါ့နော် okay calculator လေးတစ်ချက်ကြည့်လိုက်မယ်ဒီမှာ calculator ရှိရပေါ့နော်ဒီကောင်လေးဖွင့်လိုက်ပြီးသူ့ကို minimize လုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှာတော့ပျောက်သွားတယ်ဒါပေမဲ့ test bar မှာကျန်နေခဲ့သေးတယ်ဒီဘေးနားလေးမှာလည်းသူဖွင့်ထားတယ်ဆိုတဲ့သင်္ကေတလေးပါရပေါ့နော်ဒါလေးနှိပ်လိုက်ပြီဆိုရင်ပြန်ပေါ်လာလိမ့်မယ် minimize လုပ်ရင်ပြန်ပြောက်သွားလိမ့်မယ်ဒါလေးနှိပ်လိုက်ရင်ပြန်ပေါ်လာလိမ့်မယ်ပေါ့နော်ဒါလို့ကျွန်တော်လုံးဝပိတ်ပြတော့မယ်ဆိုရင်ဒါဆိုရင်ဒီ test bar မှာမရှိတော့ဘူး okay အဲ့ဆိုလို့ရှိရင်စနောက်ဝက်ကကြတော့ဘာလို့မလို့ကျန်နေခဲ့လဲပေါ့နော်ဘာလို့ကျန်နေကြလဲကျွန်တော်ပင်လောက်ထားလို့ပေါ့နော်ဒီကောင်ကိုကျွန်တော် right click နှိပ်ပြီးတော့ဒီကနေပြီးတော့ပင်လောက်လို့လည်းရတယ်ပင် to test bar ဆိုဒီကနေတစ်ခါတည်းပင်လောက်လို့လည်းရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်လိုချင်တဲ့ software ကိုကျွန်တော်စနလေးမဒီထဲကနေပြီးတော့တွားပြီးရိုက်ရှာတယ်လည်းမလို့ဘာမှရှာတယ်မလို့တော့အမြဲတမ်းသုံးနေတဲ့ software ဆိုရင်ဒီလို test bar မှာပင်ထိုးထားလို့ရတယ်ပေါ့နော်အဲကျွန်တော်ဖွင့်ကြည့်ပြီဆိုရင်ဒီကောင်ကိုတစ်ချက်နှိပ်လိုက်အောင်လည်းဒါပွင့်လာပြီပေါ့နော် okay ဒါပိတ်လိုက်ပြီဆိုလို့ရှိရင်လည်းသူပျောက်မသွားတော့ဒီမှာပဲပင်ထိုးတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကနေပြီးတော့မထားချင်တော့ဆိုရင် right click နှိပ်ပြီးတော့ unpin လုပ်လိုက်လို့ရတယ်ပေါ့နော် okay စနလိုမျိုးနဲ့လည်းဒီလို pin to test bar ဆိုပြီးလည်းလုပ်လို့ရတယ်လို့နောက်ထပ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီကောင်ကိုဖွင့်ပြီးကမှဒီ test bar ပေါ်မှာ right click နှိပ်ပြီးတော့ဒီမှာ pin to test bar ဆိုပြီးတော့နှိပ်လဲရတယ်ပေါ့နော်အဲကျွန်တော်တို့ဘယ်ကနေပြီးတော့ပဲနှိပ်တူတူပဲပေါ့နော်ဒီကနေပြီးတော့ pin to test bar ပဲနှိပ်နေ software ဖွင့်ပြီးကမှ pin to test bar ပဲနှိပ်နေတူတူပဲပေါ့နော်ဒါဆိုလို့ရှိရင်ဒါ test bar မှာပွင့်တဲ့အရာတွေပေါ့နော် okay အဲကျွန်တော်တစ်ချက်ပြန်ဖွင့်ကြည့်မယ်ဖွင့်ကြည့်ပြီးတော့ကျွန်တော်ကဒါ minimize လုပ်ခဲ့တာနဲ့ပိတ်တာနဲ့မတူဘူးပေါ့နော်ဒီ minimize ဆိုတာကျတော့ဒီကောင်ခဏလေးဖြောက်ထားတာပေါ့နော်ဒီကောင်ပွင့်နေသေးတယ်ပြန်ဖွင့်လို့ရတယ်ပေါ့နော်ဒီဘက်က maximize ကကြဒါချဲ့တာပေါ့နော်ဒီလိုမျိုးအကြီးချဲ့ပလိုက်တာအဲ့လိုအကြီးမချဲ့ချင်ဘူးဆိုလည်းဒီကောင်လေးကိုပြန်နှိပ်လိုက်ပေါ့နော်ဒါဆိုဒါအသေးလေးပေါ့နော် calculator တို့ပေါ့ကြသေးသေးလေးမှတွက်လို့ကောင်းတာလေပြီးရင်ဖိပြီးလိုချင်တဲ့နေရွှေ့ပြရတယ်ပေါ့နော် okay ပိတ်တော့မယ်ဆိုရင်လုံးဝပိတ်ပြတော့မယ်ဆိုဒီကောင်လေး close နှိပ်လိုက်အောင်ပေါ့နော် okay ဒါ test bar ပေါ့နော် test bar နဲ့ပတ်သက်ပြီးနောက်ထပ်ဘာတွေလုပ်လို့ရလဲဆိုတော့သူ test bar မှာ setting တွေရှိသေးရပေါ့နော် right click နှိပ်လိုက်ဒီမှာ test bar setting ဆိုတာရှိနေတယ်အဲ့တော့ test bar setting ဆိုတာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာမြင်လိုက်ပါပေါ့နော်ဒီမှာရှာရီကွန်း label ဆိုလို့ရှိရင်ဒီကောင်ကိုဖျောက်ထားခြင်း hide လုပ်ထားတာအဲ့ဆိုရင်ဒီဘေးနားမှာရှာပါလေးပျောက်သွားလိမ့်မယ်ပြန်ပေါ်ခြင်းဒီမှာပြန်ပေါ်လာလိမ့်မယ်ဒါ icon only ပဲပေါ့နော်စာသားနဲ့ရောဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒါ label နဲ့ဒီမှာကျွန်တော်တို့ဒီကနေပြီးရိုက်ရှာလဲရတယ်ပေါ့နော်တူတူပဲနောက်ထပ်ကဘာဒီမှာဘာ click လို့ရမလဲဆိုတော့ test bar behavior ပေါ့နော် test behavior ကျတော့ဘယ်လိုလဲဆိုတော့ test bar နဲ့ပတ်သက်ပြီးဒီမှာ automatically hide ဆိုတာကျတော့ဘာလဲဆိုတော့ကျွန်တော်မှန်ချစ်ထားလိုက်မယ်ဆိုရင်ဒီမှာ test bar auto ပြောက်သွားတယ်ဒီမောက်ကလေးကို pointer လေးကိုအောက်ခြေလေးယူလာကမှ test bar လေး auto ဖွင့်မှာပေါ့နော်ဒီလိုအခြေအနေမှာဆိုလို့ရှိရင် test bar auto ဖြောက်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ auto မဖြောက်ချင်ဘူးဆိုရင်ဒီအမှန်ချစ်လေးကိုဖြုတ်လိုက်ပေါ့နော်ဒါကတော့ကိုယ်စိတ်ကြိုက်ကိုယ်သဘောကျတယ်လို့ပေါ့နော် okayလို့ရှိရင်ဒီမှာ test bar alignment ပေါ့နော်ဒီကောင်ဆိုလို့ရင် Windows 11မှာပါလာတာပေါ့နော် test bar alignment ကျတော့ဗာလဲဆိုတော့ဒီ Windows 11မှာဒီကောင် center လေးဖြစ်နေတာပေါ့နော်ကျွန်တော်တို့ကပုံမှန်ကြည့်နေကြအများသောအားဖြင့် left ပေါ့နော် left မှာထားခြင်းလေဒီမှာ left မှာတော့ထားလို့ရတယ်ပေါ့နော် center မှာထားခြင်းလေ center မှာပဲထားလို့ရတယ်ပေါ့နော်ဒါကိုစိတ်ကြိုက်ကိုကြိုက်တယ်လို့ချိန်ညှိလို့ရတယ်ပေါ့နော် okay ဒါက test bar နဲ့ပတ်သက်ပြီးတော့ပေါ့နော် okayဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ this PC ရဲ့ recycle bin အကြောင်းရယ်ပြီးတော့ကျတော့ကျွန်တော် folder တွေကိုတိစောက်တာရယ်ဖြတ်တာရယ်ပြီးတော့ test bar ရယ်ပေါ့နော်ဒီအရာတွေကိုအခြေခံအဖြစ်သိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ laptop စသုံးရတာအရင်ကြောင်မဖြစ်တော့ဘူးပေါ့နော်ကျွန်တော်တွေကကျွန်တော်နောက်တစ်ပတ်စနေနေ့မှာပြန်ပြီးတော့ထပ်ပြီးတင်ပေးပါမယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ